နေ့မှာစားရှင်ငါတို့နောက်တစ်ပွဲနှွဲလိုက်အောင် ဆိုင်လိုက်လေနင့်ပါကိုရိုက်ဖို့အတွက်လေငါလက်ဝါရှုတင်မရွေးဘူးနော် နင်ငါ့ကိုဘယ်လိုမိမမျိုးများထင်နေလဲ အာပြင်းနဲ့တချင်းနေရှောက်စုံနေတဲ့အစောတော်ရန်ရန်မင်းသမီးရန်ရန်ဟိုမြောက်ဒီမြောက်လို့တော့ထင်တာပဲ အောင်မသူများလေကိုစနိုက်ကြော်ပြီးတော့နာမည်ကြီးလာတဲ့ကောင်မအမြင် အာပြင်းမနင်ကဘာစကားပြောရလဲ ကြားတဲ့အတိုင်းပဲလေစနိုက်ကြော်မရဲ့ နင်ကစနိုက်ကြမှာလည်းမခေါ်နဲ့လေ နင်လည်းငါအာပဲမလို့မခေါ်နဲ့ ဟာခေါ်ရတာဖြစ်လေကောင်က Bravo 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 အခု line ပေါ်မှာအရင်နာမည်ကြီးနေတဲ့တရေအစ်စ်နဲ့တရေကားရိုက်မဲ့ driver အကူပဲအဲ့တော့ဆရာရိုက်မဲ့တရေကားမှာဟောဒီရမင်းသမီးနှစ်ယောက်လုံးကိုတုံးကြတယ် နေ့မှာစားရှင်ငါတို့နောက်တစ်ပွဲနှွဲလိုက်အောင် ဆိုင်လိုက်လေနင့်ပါကိုရိုက်ဖို့အတွက်လေငါလက်ဝါရှုတင်မရွေးဘူးနော် ကောင်းပြီလေငါတို့တရေကားမှာစုံကြတာပေါ့ ကိုတရေကတော့ကြမ်းပြီဗျာဝဲဘယ်မှာဖိပါတယ်နောက်မှာဖိပါတယ်မကြောက်နဲ့ဘာမှလည်းသမီးဖိဘယ်နဲ့တွေ့ကြရလဲ သမီးဒီနေ့မှတက်တော့စော်နေရနောက်ကနေပေါ်လာ ဟာလားဘယ်နာပေါ်လဲ ဟိုမှာ ဟိုနာလေ မမကမိုင်းမနေရတာဒီမှာသမီးရအောင် ကင်မရာထဲမှာသမီးကင်မရာပွင့်ကင်မရာဖွင့်ပြီးရှာကြည့်ရလို့တရားချင်း ချက်တယ်မသမီးရလေတူပဲဟဲ့မင်းမပြေးနဲ့နော် ခမရတို့လည်းမပြေးနဲ့ ဟဲ့မင်းငါ့ကိုမပြောစမ်းမင်းလူလားတရေလား တရေ တော်သေးတာပဲလူမဟုတ်လို့ ဟောဒါရဟိုတာအစ်စ်တွေလိုချင်တာလေပြီးတော့တာအကယ်ဒမီရအောင်လေစူးစမ်းနေရလေဆရာ ဇလန်တို့မင်းမသူအကယ်ဒမီ အရုပ်ရှင်ကားဆိုလို့ကျွန်တော်လက်ခံတာနော်ကျွန်တော်မရိုက်တော့ဘူး ဒါရုပ်ရှင်ကဒါမဲ့ဟိုဒီကောင်ရုပ်တူသွားတယ် အဲ့ဒီရုပ်တို့ဘယ်လိုလုပ်ရုံနေခံမှာတော့လို့ ရုပ်ပိုင်ရှင်နဲ့ညှိပြီးသား အဲ့ဆိုတာအကယ်ဒမီရအောင်စူးစမ်းမယ်ဆရာတောက်အစ်စ်တွေပဲရိုက်အစ်စ်တွေပဲရိုက်သွားကြော်ရိုက်ရိုက်လားဒါကုန်မလားတေယော ရိုက်ဆုံးမရိုက် ရိုက်နေတာမဟုတ်လားလို့ ဘယ်လိုရိုက်အောင်မလဲငါတယောက်ဒီမှာရှိတဲ့ကင်မရာဘယ်လိုရိုက်မလဲလို့ မရတော့ဘာဖြစ်လို့ရိုက်တာတော့လို့ ဘာလို့ရိုက်နေတာရုပ်တူဆိုတော့တူတူနဲ့ထိထိမိမိပဲပြလိုက်တော့မှာကွာလက်စီတော့မီးရှို့လိုက် ဟာကောင်းတော့ဆရာတာအကုန်လုံးလည်းတနာရတာပေါ့တာကျူးသားမယ်နော်တာအကယ်ဒမီရအောင်စူးစမ်းမယ်အေးဆောင်းလို့ရှောင်းလို့ ။အော်ငါစီရစစ်ယူခိုင်းတာလေဘာလို့ရင်ရင်ယူလာတော့။သွားစီဖို့ယူခဲ့ ဘာမလဲဆရာအဲ့ဒီတော့ဒီမှာလူတန်းနေပါလေဒီမှာလူတန်းနေပါလေ ။အေးဒါတော့ဦးသေးတဲ့။ तू ကတော့လေရုပ်ရှင်ထုတ်လို့သူပဲ ဒါကတက်သစ္စာမော်ဒယ်တွေထဲမှာအရန်အလုပ်ကြိုးစားတဲ့မော်ဒယ်အသစ်ကလေးဗျနာမည်ကအီမီကိုတဲ့ ။တွေ့ရဝမ်းသာပါတယ်ဗျာ ဟုတ်ကဲ့ဟုတ်တရားဝန်တာပါတယ်ရှင် ။အော်ဒါနဲ့လေသမီးဒီရက်ပိုင်းမှာဦးချောင်းလာတော့လို့ရှိတယ် 哦，不，昌大嘛，修真西啦，没有啦。 ။အေမီနဲ့ကိုနဲ့နှစ်ယောက်တည်းသွားမှာ ဒီမှာဦးတဲ့မင်းသမီးတင်ပေးမယ်ဆိုတော့မလုံးပေးပြီးတော့ရှင်းရှင်းခွင့်နဲ့ကိုဆွဲသွင်းလို့ရတယ်မင်းမစားလဲမှာကျွန်မမပါဘူး ။အခုတလို့တရေအစ်စ်နဲ့ရိုက်မဲ့ရုပ်ရှင်ကားကြီးကိုပုံဖန်တီးမဲ့ဒရိုက်တာကျွန်တော်ပါပဲခင်ဗျာ။ဟုတ်ကဲ့။ကိုရိုက်မဲ့အဲ့တရေကားကြီးမှာဒီကညီမလေးကိုခေါင်းဆောင်မင်းသမီးအနေနဲ့ပြုတ်ဆောင်လို့လာကမ်းလှမ်းတာပါ ဆရာဟိုချောင်းတာတို့ဘာတို့ရောခေါင်းမလားဆရာ ။အချောင်းတော်မခေါ်ပါဘူး။ဟိုတယ်တော့ခေါ်ပါ ဟာ မင်းလူလားတရေလား ကိုသမီးလေးရဲ့ TikTok အကောင့်ထဲကတရေအကြောင်းသိချင်ပါတယ် တိတော့တဲ့တရေရှင်းရှင်းလေးပြောတာကျွန်တော်မွေးထားတဲ့ကောင်ပေါ့ဗျာခလေးကချေတရေလေးပေါ့ကဘာပေါ်မှာပထမဦးဆုံးတရေအစ်စ်ကိုယ်တိုင်တရုပ်ဆောင်တယ်တရေကောင်ကြောက်ဆိုင်ကျွန်တော်နာမည်ရိုက်ဟုတ်ကဲ့ ကိုခလေးနဲ့ရွေးချယ်တာလေးချင်း ရှေ့မှာဘယ်နှကားလောက်ရိုက်ခဲ့လဲ အလုံးစုပေါင်းတကားမမြတ်ဘူး တော်တော်များဟဲ့
အော်ကျွန်တော် YouTube မှာပဲတင်ထားတယ် အော် YouTube ပါဗော view ကတော့တော်များလား 4 ယောက်ရှိတယ်ကျွန်တော်ရယ်ကျွန်တော်သမီးရယ်ကျွန်တော်မိန်းမရယ်ဝင် ဟောအဲ့နောက်တစ်ယောက်ကဟော ကျွန်တော်နှစ်ခါပြင် ဘာခါအောင်ပြည့်တယ်ဟာစံတော်တောင်းတာပဲ ကျွန်တော်အမှုပညာကိုတန်ဖိုးထားတယ်အမှုပညာကိုစစ်ဖြစ်တာပဲလိုချင်တာကျွန်တော်ကရှင်ထဲမှာ feel လာတော့လုပ်ထားလို့တာအဲ့တော့အခုလေ feel လာလို့ကိုခင်လန်းကိုခေါ်လိုက် ဟာစမဘလို့ပြောနေအောင်ယောက်ျားချင်းကိုလေ ကျွန်တော်ရုပ်ရှင်ရိုက်ဖို့ feel လာနေလို့ကိုခင်လန်းတယောက်ဆောင်ကိုခေါ်လိုက်တာကိုခင်လန်းနှစ်ပေါင်း40လောက်ရုပ်ရှင်လောကမှာကျင်လည်ခဲ့ရဆိုတော့ဒါပေမဲ့အကယ်ဒမီရခဲ့ဘူးကိုခင်လန်းရှင်ဒဏ်ရာတွေပဲရတယ်ကျွန်တော်အစ်စ်တွေပဲရိုက်ချင်တာအဲ့ဒါကြောင့်ခင်လန်းအစ်စ်ကိုလို့ဆိုလို့ခင်လန်းကိုငားတာလို့လားခင်လန်းအစ်စ်တိုင်းတယောက်ဆောင် တစ်တယ်ဗျာဖြစ်တယ်ကင်းမယ်မလားနဲ့ဟာဘာလဲဒီပုံစံအတိုင်းနဲ့အကမီစင်းရင်အောင်တက်နိုင်မှာမလားမသိတော့ပါဘူး အဲ့တော့မကူပါနဲ့ဗျာစင်မောတွဲတွဲတင်နေတဲ့ကိုယ်ခိုင်လို့ရှိနေ တောင်းဖြစ်တော့ကောင်းရင်ရှိနော်ညက်တွင်းတော့နည်းနည်းကြာရနော်အေးကြီးနည်းနည်းပြက်နေဩတရေပဲဗျဒီကုန်းလည်းမဖြစ်ပါဘူးခင်ဗျာလေဟိုတရေဆိုတော့ညဘက်တရေလိုက်ချောင်းနေရတော့တိတ်အေးရေးမဝလို့ဖြစ်နေမတောင်းနဲ့ခင်ဗျာတရေကိုလာမနှောင်းနဲ့နော်ခင်ဗျာအေမီနဲ့ပတ်သက်လာရင်တော့လုတ်စိတ်တယ်လုံးဝထိချိုးလို့ရေဟိုတရေဝင်ပူးသွားသလိုဖြစ်သွားတယ်တရေကတော့တရေပူးသွားပြီနောက်တစ်ခါအေမီနဲ့တရုတ်ဆောင်မယ်ဆိုရင်ခင်ဗျာသတိထားပြီးတရုတ်ဆောင်တရေဝင်ပူးသွားသလိုထပ်ဖြစ်သွားရင်ဟုတ်ကဲ့ညတရေကိုတော့အဆိုးမဆိုးနဲ့ဗျာကြားပါအမလေးသူပြောလို့ဆိုတော့လုံးလိုက်ပါကိုခင်လန်းရဲ့ဟိုတော်ကျွန်တော်ရုပ်ရှင်ကားကြီးမပြီးပဲနေပြီခင်ဗျားလည်းအကယ်ဒမီမေးရပဲနေပြီ ဆရာရဲ့ဒီပုံစံအတိုင်းနဲ့အကယ်ဒမီစင်ရင်အောင်တက်နိုင်မှာမလားမသိတော့ပါဘူး အဲ့တော့မကူပါနဲ့ဗျာစင်မောတွဲတွဲတင်နေတဲ့ကိုယ်ခိုင်လို့ရှိနေ အော်ယူတော့ကောင်းငယ်ရှိနော်ချိန်ကစားတကောင်ကြောမိုးချုပ်တိုင်းတီးပေါ်အုံငါရဲ့ဝတ္တရားအားလုံးကြောက်အောင်ချောင်းလန်းရမှာပေါ့အခိုးငွေတွေဖြစ်နေအုံမင်းရဲ့နောက်ကျောနာကိုချက်သိမ်းများထားကသေးအေးသွားမယ်နောက်တစ်ချက်လဲကြည့်စမ်းရိမ်မဲ့ချဲကိုနေခဏရောက်လာခဲ့မယ်အမင်းဒီဘိုဒီပေးထားလိုက်မယ်စီတခုမှမကြော်နဲ့Only from your body, oh now you're fine, baby. Say this up here, I'm shouting like a short question of mom. And time, now you're with ya, oh now you're with ya. The year gone, you're with ya, I'm sorry, oh now you're with ya, oh now you're with ya. The year gone, you're with ya, I'm sorry.ဟုတ်ကဲ့ဆရာကိုကလည်းဟင်ဘာလို့ဒီကြားထဲမှာလာငိုနေရတဲ့ကိုတော့ဒါအိုက်တင်ချင်းအိုက်တင်ချင်းနေတာဒီကြောင်ကြီးထဲမှာအိုက်တင်ချင်းတယ်ဘာလို့လဲဟိုဆရာလေးဒါဒီကားထဲမှာအကယ်ဒမီမှာလေအဲ့အကယ်ဒမီအိုက်တင်ကိုသူများတွေမြင်ပြီးအရင်လောက်တော့မှာခိုးကြီးချင်း
များကြီးကြိုးလုံးမှာဆို ဟုတ်ဆရာဟုတ် ကိုကျင်လေ ဟုတ်တယ်ဆရာ ဒီကောင်အကယ်ဒမီအိုင်ဒီယာငိုရတယ်လို့သူပြောတယ် ငုံဆော်လဲညံ့လိုက်တာအကယ်ဒမီကငုံမရတာမဟုတ်ဘူးလားမြဗျာကျုပ်တရေကောင်လုံးရှိနေတာကိုတခြားတရေကောင်ကိုထပ်ခေါ်ရတယ်လို့ တရေနောက်တစ်ကောင်ထပ်ခေါ်တယ်ဟုတ်လားဒါဆိုရင်တရေကနှစ်ကောင်ပေါ့ အဲ့တရေကအခုလူစားလဲကျင်နေပြီတဲ့ဘသူစေပေးမှာလဲခင်ဗျားစေပေးမှာလားပြောဟမ် လူစားလဲတယ်ဆိုတော့ငါတို့တွေကတရေကအစားတော့သိပေးရမယ်သဘောလား လိုက်တယ်နားမသူဒီကိုဘယ်လိုလုပ်ရောက်နေရလဲကျုပ်တို့အဖွဲ့တွေကိုခင်ဗျားဘာလို့တောက်ရှင်းရလဲ လာနောက်ဆက်တာမဟုတ်ဘူးခေါ်ခံရတာ ခင်ဗျားကဘယ်သူခေါ်လာခင်ဗျားကဘာလို့ရှင်းလို့လဲ ဘသူခေါ်လဲဆိုတာဘယ်လိုဒီတော့ဘယ်ရန်တောင်းဆောင်ဆိုရကောခေါ်လာ